အားလုံးပဲမင်္ဂလာပါရှင် microgreen လေးကြီးနှုတ်တဲ့နေ့လေးပေါ့နော်ဒီနေ့ကဆိုရင်ရှင်းမြောင်းနေ့ပေါ့နော်ရှင်းမြောင်းနေ့မှာနှစ်ပန်းကတော့အဆင်ပြေတယ်တစ်ပန်းကတော့အတက်မနေဘူးဒါပေမဲ့ပြက်စီရတွေတော့များတယ်ပေါ့နော်အဲ့ဒါကိုဒီနေ့မှာတော့အကုန်ခူးမှဖြစ်ပါတယ်သူ့ကိုခူးတဲ့ခါကျရင်အမြင့်ကောစားလို့မရဘူးလားဆိုတော့စားလို့ရပါတယ်ဒါပေမဲ့အမြင့်မှာကအဲ့လိုမျိုးဆေးရပါရအခက်တာနဲ့ဒီလိုမျိုးဓာတ်လေးနဲ့ရိပ်ပြီးပြပါတယ်ရိပ်တဲ့အခါမှာဓာတ်ထက်လေးနဲ့ရိပ်ပြီးလို့ပါတယ်အဲ့ဒါမှရေကတက်တာလေးထည့်ပြီးတော့ကြာရှည်ခံမှာဖြစ်ပါတယ်ဓာတ်တုံးတဲ့အခါကျလို့ရှိရင်အပင်ရဲ့အဲ့ဒီဖြတ်တဲ့နေရာလေးရနာပြီးတော့ပေါ့နော်စောစောစီပုတ်နိုင်တယ်ပေါ့နော်ထင်ထားသလောက်ဖြစ်ပေမဲ့ဒါစိုက်လို့ဖြစ်တယ်လို့တော့ပြောလို့ရပါတယ်စိုက်နေနေမှာအများကြီးတင်ပြရတယ်တွေ့လာရတယ်နောက်တစ်ခါစိုက်ဖို့အတွက်လည်းထပ်ပြီးတော့ပြောမှာပါဒါကတော့ပြက်စီသွားတဲ့ဟာကြီးပေါ့နော်နှစ်ပန်းကတော့အပြက်စီတော်တော်ထွက်တယ်ပေါ့နော်တစ်ပန်းကတော့အပြက်စီမရှိပါဘူးကျန်တဲ့နှစ်ပန်းကတော့အပြက်စီတလောက်ထွက်ပါတယ်ဒီပထမခေါက်စိုက်တဲ့အချိန်မှာလိုအပ်ချက်လေးတွေနားလည်သွားတယ်ပေါ့နော်ပြီးရနဲ့ရေဆေးပြီးတော့ရေစစ်ထားလိုက်ပါရေစစ်ဖို့တော့လိုပါတယ်ကြော်တဲ့ခါလို့ရှိရင်ရေမထွက်အောင်ပေါ့နော်